ကောင်လေးတယောက်ကရုတ်တရက်ကျွဲရိုင်းတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။ဒါပေမဲ့ဘယ်သူမှကြောက်မသွားတဲ့ပြင်အားလုံးကဝိုင်းရင်ကြတာပေါ့။အဲဒီနောက်မှာတော့မိန်းကလေးနှစ်ယောက်ရဲ့လက်တွေကအတောင်ပံနေပေါက်လာပြီးကြီးကန်းတွေဖြစ်ပြန်တန်းသွားကြပါတယ်။ဒီကြောင့်မှရှိတဲ့သူတိုင်းကတရိတ်ဆန်တစ်မျိုးမျိုးဖြစ်အသွင်ပြောင်းနေတဲ့စွမ်းအားရှိကြပါတယ်။တချို့ကဝင်းပလီလိုတန်မာတဲ့တရဝါဖြစ်ပြောင်းလဲနိုင်ပြီးတချို့ကျတော့ယုံဓာတ်မို့တမင်တွေဖြစ်ပြောင်းလဲနိုင်ကြပါတယ်။သူတို့ရဲ့ဆရာတော်မှာလင်းရုပ်ကြီးတစ်ကောင်ဖြစ်အသွင်ပြောင်းနိုင်ပါတယ်။ကျောင်းသားတစ်ယောက်ရောက်လာတဲ့အခါမှာတော့သူဘလို့တရိတ်ဆန်မျိုးဖြစ်မလဲဆိုတာကိုအားလုံးကစိတ်ကြောက်ရှာတာစောင့်ကြည့်နေပါတယ်။ရုတ်တရက်ဆိုလို့ပဲသူ့ရဲ့လက်မောင်းတွေမှာအမွှေးထူထူတွေပေါက်လာပြီးချင်းသေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။အဲဒီချိန်မှာပဲလူတိုင်းအံ့ဩသွားကြပြီးသူ့ရဲ့ခွန်အားကိုစမ်းသပ်ဖို့အတွက်ဝဝုံအဖြစ်ပြောင်းလဲနိုင်တဲ့မိန်းကလေးတယောက်နဲ့ရှင်ပြိုင်မှုဆရာကခိုင်းလိုက်ပါတယ်။ဟောမလေးကကြီးမားတတ်မှရင်ပဲရှင်သေးလောက်အလင်းမြန်မလှုပ်ရှားနိုင်တာကြောင့်သူမရှုံးလိမ့်မယ်လို့အားလုံးကထင်ခဲ့ကြတာပါ။ဒါပေမဲ့အချိန်နဲ့ငယ်ရှင်ပြိုင်ပြီးတဲ့နောက်မှာတော့ကောင်လေးကသူမအောင်မနိုင်ခဲ့ပါဘူး။သူ့ရဲ့အားနည်းချက်ကိုမြင်တဲ့အခါမှာတော့ဆရာကသူ့ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်လေးကနေတိုင်းတောအုပ်ထဲကိုသွားပြီးလေ့ကျင့်ခန်းလုပ်ပါတယ်။သူကချင်းသေးဖြစ်အသွင်ပြောင်းပြီးဆရာနဲ့အတူတောအုပ်အဆက်တီပြေးလွှားလေ့ကျင့်နေရှိပါတယ်။အဲဒီတောရဲ့တစ်ဖက်ချက်မှာတော့လူသားတွေနေထိုင်နေရက်ကွက်ရှိပြီးအဲ့နေရာကိုသူတို့သွားခွင့်မရှိပါဘူး။အကယ်၍လူတွေသာသူတို့ကိုမြင်သွားရင်အမဲလိုက်ခံရနိုင်လို့ပါပဲ။ဒီနေ့မှာတော့ကောင်းလေးနားယူနေတော့သူ့အပေါ်မှာ drone တစ်စင်းပြန်တန်းလာတာကိုတွေ့ရပါတယ်။ဟောဆိုးကလည်းချက်ချင်းပဲသူ့ရဲ့အမဲလိုက်ခွေတွေကိုလှစ်လိုက်ပါတော့တယ်။ကောင်းလေးကအန်ရကိုအာရုံခံပြီးထွက်ပြေးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့သူကပြေးနေနေပဲအတွေ့တစ်ခုဝင်လာပါတယ်။သူကဆက်ပြေးစရာမလိုတော့ဘူးဆိုတာသိသွားပြီးလူအဖြစ်ပြန်ကြောင်းလိုက်ပါတော့တယ်။ဒီစကားလေးကိုကြည့်နေတယ်ဆိုရင်တော့ကျွန်တော် comment မှာစကားနာမည်လေးရေးပေးထားပါတယ်။